သင်ဘာလုံနေဒီငါးကိုအရင်ကြည့်လိုက်ပါဒီငါးရဲ့သွားတွေကဝင်ပလွေလိုပဲမင်းရိုးကလည်းထောင်ချောက်တစ်ခုလိုမျိုးတန့်ပါတယ်ဒါကတော့ Atlantic Wolffish ပါသူကကိုက်ယုံတယ်မဟုတ်ဘူးကြောက်တုံးနေနဲ့ခနန်းတွေကိုပါကြေမွားသွားအောင်ဝါးစားနိုင်တယ်သူ့ရဲ့ရှေ့ပိုင်းမှာခွေးသွားဆွဲတွေရှိသလိုနောက်ပိုင်းမှာတော့အန်သွားနဲ့တူတဲ့သွားတွေရှိပါတယ်ပြီးတော့ဒီအချက်ကအံ့ဩဖို့ကောင်းတယ်အဲ့ဒီဆွဲတွေကစောင်းရာသီတိုင်းမှာကျွတ်ထွက်သွားပြီးຫນွေဦးပေါက်ရင်တော့အသစ်ပြန်ပေါက်လာတတ်ပါတယ်ဒါပေမဲ့လူတိုင်းမသိတဲ့အမှန်တရားတစ်ခုကတော့ဒီငါးကကြည့်လိုက်ရင်ရန်လိုပုံပေါက်ပေမဲ့တကယ်တမ်းတော့သူတို့ကအရန်ကိုနူးညံ့ပြီးဘေးကင်းပါတယ်အဲ့ဒီထက်ပိုထူးဆန်းတာကတော့ဒီလိုကြောက်စရာကောင်းတဲ့ရုပ်ရည်မျိုးပိုင်ဆိုင်ထားပေမဲ့သူတို့ဟာသမုတ်တရားထဲမှာအဖေကောင်းတစ်ယောက်ဖြစ်နေတာပါပဲအဖိုကသူ့ရဲ့ဥတွေကိုလေးလတိုင်တိုင်စောင့်ရှောက်ပေးလိရှိပါတယ်ပြီးတော့ဒီငါးကပင်လယ်သဘာဝပတ်ဝန်းကျင်ရဲ့အတွက်လူအများထင်ထားတာထက်ပိုပြီးအရေးကြီးတဲ့အလုပ်တွေကိုလုပ်ပေးနေတယ်အဆောင်ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ like and follow လေးလုပ်ပေးကြပါဦးခင်ဗျာ